ကံကောင်းခြင်းဆိုတာသူ့အလိုလိုဖြစ်ပေါ်လာတဲ့အမှတ်မထင်ဖြစ်ရတစ်ခုလို့သင်ထင်နေပါသလားဒါဆိုရင်ဘဝရဲ့ချမ်းသာကြွယ်ဝမှုနဲ့အောင်မြင်မှုတွေကိုဖြစ်ပေါ်စေတဲ့ကံတရားဆိုတာကရောဘယ်အရှင်းအမြစ်မှပေါက်ဖွားတာလဲဒီမိခွန်းတွေရဲ့အဖြေကိုဘေဘီလုံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးအာခတ်ကဒီအပိုင်းမှာသိစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါချစ်မိတ်ဆွေပေါင်းတို့ခင်ဗျာဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်အစီအစဉ်ရဲ့ပြီးခဲ့တဲ့အပိုင်းနှစ်မှာဗန်တထေးကြီးအာခတ်ရဲ့ငွေအိတ်ဘာလာအတွက်ကုထုံး9ပါးအကြောင်းကိုကျွန်တော်တို့သင်ယူခဲ့ကြပြီးဖြစ်ပါတယ်အဲ့ဒီကုထုံးတွေကချမ်းသာကြွယ်ဝမှုရဲ့အုံမြစ်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုအရင်ဆုံးပေးဆက်ဖို့နဲ့ငွေကြေးသုံးစွဲမှုကိုထိန်းချုပ်ဖို့ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုနားလည်ခဲ့ကြပြီးပါပြီဘေဘီလုံမြို့သားတွေဟာအာခတ်ရဲ့ဉာဏ်ပညာကိုအလေးအနက်ထားပြီးသူတို့ဘဝတွေမှာစတင်အကောင့်ထဲပေါ်ခဲ့ကြပါပြီဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာအပြေရှာမရတဲ့မေးခွန်းတစ်ခုကရှိနေသေးပဲစီကနဲ့စ조사အားထုတ်မှုတွေဟာအရေးကြီးပေမဲ့ကံတရားကရောဘယ်လိုအခန်းကဏ္ဍမှာပါဝင်နေသလဲအချို့လူတွေဘာကြောင့်ကံကောင်းခြင်းတွေနဲ့ပြည့်နှဲနေပြီးအချို့ကတော့ဆင်းရဲမွဲတေမှုထဲမှာဆက်လက်နှိမ့်မွနေရတာလေဒီအပိုင်းမှာတော့အာခတ်ဟာကံတရားရဲ့အမှန်တရားကိုဖွင့်ဟပြသရင်းရွှေရရှိချင်းဆိုင်ရာစီးမြင်ငါးသွယ်နဲ့ပတ်သက်တဲ့နှိမ့်ဝှက်ချက်တွေကိုပါထုတ်ဖော်ပေးသွားတော့မှာဖြစ်ပါတယ်အာခတ်ကငွေအိတ်ဘာလာအတွက်ကုထုံး9ပါးကိုသင်ကြားပေးပြီးတဲ့နောက်ဘေဘီလုံမြို့သားတွေဟာပညာသင်ကြားရာဘုရားကျောင်းသို့စိတ်အားထက်သန်စွာထပ်မံရောက်ရှိလာခဲ့ကြပါတယ်အချို့ကငွေကိုစတင်စုဆောင်းလာကြပြီးဖြစ်သလိုအသုံးစရိတ်တွေကိုလည်းထိန်းချုပ်လာကြပြီးရင်းနှီးမြှုပ်နှံမှုတွေပါစတင်လှုပ်ဆောင်လာကြပါပြီဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုကရှိနေသေးတုံးပဲပြည်သက်တဲ့ကလူတဦးဟာထရပ်ပြီးမေးလိုက်ပါတယ်။အိုးပညာရှိအာခတ်ခင်ဗျာပေးတဲ့စီးမြင်တွေကိုကျွန်တော်တို့လိုက်နာနေပါပြီ။ဒါပေမဲ့စိတ်ထဲမှာမရှင်းတာတစ်ခုရှိနေပါသေးတယ်။လူအချို့ကဘာလို့ကံကောင်းခြင်းနဲ့ကြွယ်ဝနေပြီးတချို့ကတော့ဘာလို့ဆက်ဆင်းရဲနေရတာလဲ။ကံကောင်းခြင်းဟာချမ်းသာမှုရဲ့အဓိကအစိတ်ပိုင်းမဟုတ်ဘူးလား။ကံကောင်းခြင်းနဲ့သမီးကအချို့လူတွေကိုဘာကြောင့်နှစ်သက်ပြီးအချို့ကိုလစ်လျူရှုထားတာလဲဒီလိုနဲ့အာခတ်ကသူ့ရဲ့နောက်ထပ်သင်ခန်းစာတစ်ခုကိုအသင့်စတင်လိုက်ပါတော့တယ်အပိုင်း1ကံကောင်းခြင်းနဲ့သမီးမိတ်ဆွေတို့ကံကောင်းခြင်းဆိုတာအခွင့်အရေးကိုလက်ခံရန်အသင့်ရှိသူတိုင်းစီရောက်ရှိလာတတ်ပါတယ်ဒါပေမဲ့လူများစုကအခွင့်အရေးကိုကံကောင်းခြင်းလို့သာမှတ်ယူပြီးအလွယ်တကူလက်လွတ်ဆုံးရှုံးတတ်ကြပါတယ်။ဥပမာကန်ဆမ်းမဲအလောင်းစားဝိုင်းမှာထိုင်းနေတဲ့လောင်းစားသမားတွေကိုကြည်ပါ။သူတို့ကကံကောင်းခြင်းနဲ့သမီးဟာသူတို့ကိုနှစ်သက်လိမ့်မယ်လို့ယုံကြည်ထားကြတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့နတ်သမီးဟာလောင်းကစားသမားတွေကိုရှောင်ဖယ်သွားတတ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူမရဲ့လက်ဆောင်တွေဟာကံစားမှုကနေမရရှိနိုင်လို့ပါပဲကံကောင်းလို့မြန်မြန်ဆန်ဆန်ရလာတဲ့စီးစိမ်တွေဟာအလွယ်တကူပျောက်ဆုံးသွားတတ်ပါတယ်ဒါအပြင်ကံကောင်းခြင်းနဲ့သမီးဟာစ조사အားထုတ်သူကြိုတင်ပြင်ဆင်ထားသူအခွင့်အရေးပေါ်လာတဲ့အခါလက်လှမ်းယူသူတွေကိုနှစ်သက်တတ်ပါတယ်စ조사ပန်းစားကြိုတင်ပြင်ဆင်ထားတဲ့လယ်သမားတဦးကိုစဉ်းစားကြည့်ပါမိုးရွာလာတဲ့အခါမှာတော့သူ့လေကွက်ဟာအခြားသူတွေထက်အထွက်နှုံးပုံမကောင်းမွန်ပြီးရွှေစပါးတွေပေါ်များစွာထွက်ရှိလာတာကိုတွေ့ရပါလိမ့်မယ်။ဒါကိုကံကောင်းခြင်းလို့ခေါ်နိုင်မလား။မဟုတ်ပါဘူး။ဒါကြိုတင်ပြင်ဆင်မှုနဲ့အခွင့်အရေးကိုလှည့်လှမ်းယူခြင်းရဲ့အကျိုးဆက်ပါ။ဒါကြောင့်ကံတရားကိုအချီးနှီးမျှော်လင့်ရင်းအချိန်မဖြုံးကြပါနဲ့။သင်တို့ရဲ့ဉာဏ်ပညာနဲ့အရေးအချင်းတွေအပြင်ပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလင်းယုံတကောင်လိုပြစ်မှတ်ကိုအမိရဖမ်းယူလိုက်ကြပါအဲ့ဒီအခါကံကောင်းခြင်းနဲ့သမီးဟာသင်တို့နောက်ကနေလိုက်ပါလာပါလိမ့်မယ်ဒီသင်ခန်းစာကရှင်းပါတယ်ကံကောင်းခြင်းဆိုတာ
ဖျားတွေရဲ့လက်ဆောင်မဟုတ်ဘဲပြင်ဆင်မှုနဲ့အချိန်ကိုက်ဆောင်ရွက်မှုရဲ့ဆုလပ်ပဲဖြစ်ပါတယ်အပိုင်းနှစ်ရွှေရရှိခြင်းဆိုင်ရာစီးမြင်၅သွဲဆက်လက်ပြီးအာခတ်ကသူ့ရဲ့ကြောက်ရွံ့ကိုမြှောက်လိုက်ပြီးကြေညာခဲ့ပါတယ်မိတ်ဆွေတို့ရွှေဆိုတာကျဲတွေလိုပဲမပြောင်းလဲတဲ့စီးမြင်တွေနဲ့လဲပတ်နေတာပါဒီစီးမြင်တွေတိုင်းလိုက်နာတဲ့သူတွေစီကိုရွှေဟာအလိုလိုရောက်ရှိလာမှာဖြစ်ပြီးလစ်လျူရှုတဲ့သူတွေစီကတော့ထွက်ပြေးသွားတတ်ပါတယ်ဒါတွေဟာရွှေရရှိခြင်းဆိုင်ရာစီးမြင်၅သွဲပဲဖြစ်ပါတယ်စီးမြင်တစ်ရွှေဟာမိမိရဲ့ဝင်ဝင်ဆဲပုံတစ်ပုံကိုကိုယ်ပိုင်အနာဂတ်နဲ့မိသားစုအတွက်စုဆောင်းထားသူစီလိုလိုလားလားရောက်ရှိလာတတ်ပါတယ်ပထမဆုံးစီးမြင်ကသင်ကိုယ်တိုင်အရင်ဆုံးပေးချေပါဆိုတဲ့ကုထုံးနဲ့စင်တူပြီးစုဆောင်းမှုရဲ့အရေးပါမှုကိုအလေးပေးဖော်ပြထားပါတယ်စီးမြင်နှစ်ရွှေကိုညမညာရှိရှိရင်းနှီးမြုပ်နှံလိုက်တဲ့အခါလေကွင်းတွေကသိုးအုပ်လိုပဲတိုးပွားလာတတ်ပါတယ်။ချီနှီးထားတဲ့ရွှေဟာမြုံနေတဲ့ရွှေဖြစ်ပြီးအလွတ်လုစေတဲ့ရွှေကသာတိုးပွားလာမှာပါ။ဒုတိယစီးမြင်ကရင်းနှီးမြုပ်နှံမှုရဲ့အရေးပါမှုကိုသင်ပေးပြီးအချီနှီးထားတဲ့ရွှေဟာတန်ဖိုးမတိုးတက်ဘူးဆိုတာကိုသတိပေးထားပါတယ်။စီးမြင်၃ရွှေဟာညမညာရှိသူတွေရဲ့လမ်းညွှန်မှုအောက်မှာရင်းနှီးမြှုပ်နှံသူတွေရဲ့ဘေးကင်းလုံခြုံမှုကိုထိန်းသိမ်းပေးတတ်ပါတယ်။တတိယစီးမြင်ကတော့အသိပညာနဲ့အတွေ့အကြုံရှိသူတွေရဲ့အကြံဉာဏ်နဲ့ရင်းနှီးမြှုပ်နှံမှုဟာအန္တရာယ်ကင်းစေတယ်ဆိုတာကိုအလေးပေးဖော်ပြထားပါတယ်။စီးမြင်၄မိမိနားမလည်တဲ့စီးပွားရေးလုပ်ငန်းတွေဒါမှမဟုတ်ကျွမ်းကျင်သူတွေကအတီးမပြုတ်တဲ့ရည်ရွယ်ချက်တွေမှာရင်းနှီးမြှုပ်နှံတဲ့အခါရွှေဟာပျောက်ဆုံးသွားတတ်ပါတယ်။စတုတ္ထစီးမြင်ကနားမလည်တဲ့နယ်ပယ်မှာရင်းနှီးမြှုပ်နှံမှုဟာဆုံးရှုံးမှုကိုဖြစ်ပေါ်စေတယ်ဆိုတဲ့သတိပေးချက်ပါ။စီးမြင်ကလွယ်လွယ်နဲ့အမျက်ဆုံးများဖို့လှည့်ဖြားတတ်သူတွေလင်ညာသူတွေရဲ့အကြံဉာဏ်ကိုလိုက်နာသူဒါမှမဟုတ်မိမိရဲ့အတွေ့အကြုံမရှိမှုနဲ့စိတ်ကူးရင်ဆန္ဒတွေကိုယုံကြည်ပြီးရင်းနှီးမြှုပ်နှံသူစီကနေရွှေဟာထွက်ပြေးသွားတတ်ပါတယ်။နောက်ဆုံးစီးမြင်ကလောဘပေါ့ဆတဲ့ကုန်သွယ်မှုအပြင်လွယ်လွယ်နဲ့ချမ်းသာမယ်ဆိုတဲ့မှန်ကန်မှုမရှိတဲ့ဂတိတွေကိုသတိပေးထားပါတယ်။ပြန်လည်သုံးသပ်ခြင်းအာခတ်ရဲ့သင်ခန်းစာတွေကိုဘေဘီလုံမြို့သားတွေကအာယုံစိုက်နားထောင်ခဲ့ကြပါတယ်။သူတို့ဟာချမ်းသာမှုဆိုတာကံတရားနဲ့မသက်ဆိုင်ပဲစီကံပြင်ဆင်မှုနဲ့ညမညာတွေသာသက်ဆိုင်တယ်ဆိုတာကိုနားလည်လာခဲ့ကြပါတယ်။ကံကောင်းခြင်းဆိုတာမတော်တဆဖြစ်ပေါ်လာတဲ့ဆုလတ်မဟုတ်ပဲပြင်ဆင်မှုရဲ့ရလဒ်ကောင်းတစ်ခုသာဖြစ်ပါတယ်။ကံကောင်းခြင်းနဲ့သမီးဟာကြိုတင်ပြင်ဆင်ထားသူတွေကိုနှစ်သက်စေသလိုရွှေရဲ့စီးမြင်တွေကလည်းသတိဝိရိယရှိသူစ조사သူဉာဏ်ပညာရှိသူတွေကိုစုကြီးမြင့်တယ်ဒီအမှန်တရားတွေကိုလိုက်နာသူတွေသာရွှေတွေဟာသူတို့ရဲ့ပတ်စံအိတ်ထဲကြီးငိမ်စွာစီးဝင်လာတာကိုတွေ့ရမှာပါဒါပေမဲ့လစ်လျူရှုသူတွေကတော့စိတ်ပြက်အားငယ်မှုရဲ့ရလတ်ဆိုးတွေကိုသာရင်ဆိုင်ရမှာဖြစ်ပြီးကံကောင်းခြင်းနဲ့သမီးဟာသူတို့ကိုဘယ်တော့မှလှည့်ကြည့်မှာမဟုတ်ပါဘူးအာခတ်ရဲ့သင်ခန်းစာတွေဟာဘေဘီလုံမြို့သားတွေကိုဆက်လက်လှုံ့ဆော်နေပါတယ်။ဒါပေမဲ့သင်ယူဆရာတွေကြံရှိနေသေးပါ။နောက်အပိုင်းမှာတော့ဘေဘီလုံမှာရွှေငွေချီးငှားသူနဲ့ဘေဘီလုံမြို့ရိုးများအကြောင်းကိုဆက်လက်နားဆင်ရမှာပါ။ဒါတွေဟာငွေချီးငှားခြင်းယုံကြည်စိတ်ချရမှုနဲ့ဆုံးရှုံးမှုတွေကိုကာကွယ်ဖို့လက်တွေ့ကျတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်။မှတ်သားထားပါကံတရားဆိုတာသူ့အလိုလိုဖြစ်ပေါ်လာတဲ့အရာမဟုတ်ဘဲသေသေးချာချာပြင်ဆင်မှုစီကံတကြစ조사မှုနဲ့ညာမညာတို့ရဲ့ပေါင်းစပ်ဖန်တီးမှုကပေါက်ဖွာလာတဲ့ရလဒ်တစ်ခုဖြစ်တယ်